န်းလောင်အီကိုလောင်တညအိတ်ခရီးစဉ်အပိုင်း3ကနေကြိုဆိုလိုက်ပါတယ်ညနေ4 နာရီမှာဆက်လီနဲ့ရေကုံတို့တွားရောက်လည်ပတ်ခဲ့ပါတယ်ရေကုံတို့ရလမ်းတစ်လျှောက်အရန်လှပတဲ့တောတောင်ကြီးမြေတဘာဝတွေကိုမြင်တွေ့ရတာလဲစိတ်ကြည်နူးစရာအရန်ကိုကောင်းလာပါတယ်ခင်ဗျာလမ်းတစ်လျှောက်မှာလည်းရေကုံတချို့ကိုမြင်တွေ့ရပါသေးတယ်10 မိနစ်ခန့်ဆက်လီစီးပြီးနောက်ရေကုံရှိရာစခန်းကိုရောက်ရှိခဲ့ပါပြီရေကုံကတော့ပုံမှန်အနေအထားပါပဲတိတ်တော့သဘောမတွေ့လာပါဘူးပြန်လာကြပါပြီအပြန်ခရီးမှာထူးခြားတာတစ်ခုကတော့ရေကုံရှိရာနေရာမှာတဲခွေရနေရာစီတို့ဆက်လီမစီးပဲရေမျောခြင်းပဲဖြစ်ပါတယ်ရေမျောမယ်ဆိုရင်တော့9 တန်းကျောင်းသားအရွယ်ကလေးငယ်များကဒီမှာလိုက်ပါလို့စောင့်ရှောက်ပေးပါတယ်ပြန်ရောက်ပါပြီခင်ဗျာအနားယူရင်ဒူရင်ပြီးစားကြပါတယ်ဒူရင်ပြီးဝယ်ကျွေးတဲ့မမတ်ဆိုကျေးဇူးပါပြီးရင်တော့ညနေတစ်ချိန်ရေကူးကြပါသေးတယ်အပန်းချိန်နေကြပြီလို့မိုးချလာလို့မြက်ခင်းမြင်မအိမ်မဲ့အစီအစဉ်ဖြတ်လိုက်ရပါပြီတကယ်တော့ပြင်တာတန့်ထိုးပြီးနေရပါတော့တယ်ဒါကချက်သားနဲ့မှုန့်နဲ့ဒါကြာစံတော့ဒါမုံငင်းမြူကျော်ဒါငရုတ်သီးကျော်ဒါပါလေချက်သားကျော်တို့အတုံးကြီးတွေဒါပါလေဝတ်သားဘူးတီဝတ်သားနဲ့ဘူးတီအိုးရှယ်ဒါပါတော့မနေ့ကရက်ချင်တော့ဒါကငချောက်ဆုံးညစာလဲစုံစုံလင်းလင်းဖို့ရရှိလာပါတယ်အကင်ပန်းလေးဝယ်စားခဲ့ပါသေးတယ်ခင်ဗျာမနေ့စာကတော့အကျော်ငတိကျက်ဝဲဦးကြောင်းကျော်ရေဒီကျော်စတာကြောက်ဖို့အချင်းရီအကျော်လိုလိုထပ်တောင်းနဲ့ချက်ချင်းချပြီးတယ်ဒီစိတ်သားကြောက်ကိုပုံနဲ့တောင်းလိုက်တယ်ချက်ချင်းချပြီးတယ်ကျဲဥကျော်တပွဲကုန်သွားတယ်နောက်ထပ်ချက်ချင်းပုံချပြီးတယ်ကော်ဖီတောက်နေတဲ့တွဲကော်ဖီစီစဉ်ပြီးတယ်အရန်ကောင်းတဲ့စားရရှိနော်မျိုးကြီးပြကြီးတွေပေါ်မှာရှိတဲ့လူတွေတောင်မှဒီလိုလာပြီးတော့အခုဖိုးတင်နေလို့တော့ဒီကလေးတွေအလုံးလုံးနော်သူဒါသဘောကျမနေ့စာစားပြီးရေစက်ထိုင်လို့မိုးရွာလို့ထပြေးရတာလဲအမှတ်တရပါပဲခင်ဗျာအချိန်တန်တော့လဲအိမ်ပြန်ကြပါပြီခင်ဗျာစမ်းသေးမှုထင်တယ်ဒီနေ့လဲလာတဲ့ဧည့်သည်တွေအများကြီးကိုကမ်းပေါ်မှာလှမ်းလို့မြင်တွေ့နေရပါတယ်ထပ်လာခဲ့ပါဦးမယ်ပန်းလောင်ရီအရန်ကောင်းတဲ့ဝန်ဆောင်မှုတွေအတွက်ကျေးဇူးပါ